ဆက်ကြီးမက်ဆီကိုချွေးပြန်စေခဲ့သူအာဂျင်တီးနားရဲ့အပိုင်းလုံးတွေကိုပုတ်ပြခဲ့တဲ့စူပါလက်စွမ်းရှင်ဗိုလ်စင်ညာကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းကိုအတော်လေးခတ်တွေ့သွားစေခဲ့တဲ့ကေဗာဒီအသင်းရဲ့အသက်40ရွယ်ကိုသမားကြီးဗိုလ်စင်ညာကအခုဆိုရင်တကမ္ဘာလုံးကပရိသတ်ရဲ့အသေးကျော်ပါပြီဘော်ဒီဒုတိယတန်းကလပ်ချာဗက်စ်မှာကစားနေတဲ့သူဟာစပိန်ရဲ့ပွဲစဉ်မှာကလေးကစပိန်ရဲ့ဂိုးပေါက်တဲမှု9ကြိမ်တိတိကိုလက်စွမ်းပြကာကွယ်ပြီးတော့နိုင်ငံသမိုင်းအတွက်အဖိုးတန်ရလက်တစ်ခုယူဆောင်ပေးခဲ့လို့ပွဲစဉ်ရဲ့အကောင်းဆုံးကစားမဆုကိုရရှိခဲ့တာပါအခုလည်းအာဂျင်တီးနားရဲ့အပိုင်ကန်ချက်10ကြိမ်လောက်ကိုကာကွယ်သွားပြန်ပါပြီအထူးသဖြင့်တော့မက်ဆီဟာဒီပွဲမှာ2ဂိုးထပ်ပိုရတင်ခဲ့ပြီးဗိုလ်စင်ညာကောင်းလုံးလို့သာတကိုးလေးနဲ့ကျင်းနှက်လိုက်ရတာဖြစ်ပါတယ်ဒီပြိုင်ပွဲမစတင်ခင်ကဗိုလ်စင်ညာရဲ့ Instagram follower က3000ဝန်းကျင်လောက်သာရှိခဲ့ပြီးမြဲအခုဆိုရင်တန်း20နားထိကတ်နေပြီဖြစ်ပါပြီ follower တက်လာတာနဲ့မျှသူ့ရဲ့ sponsor post တစ်ခုကဝင်ငွေကလည်းအရင်က$316လောက်သာရခဲ့ရကနေအခုဆိုတော့$1,900,000ကျော်အထိခုန်တက်သွားပြီးနေချင်းညာချင်းပဲကမ္ဘာအဆင့်ဩဇာလွှမ်းမိုးနိုင်တဲ့ influencer တယောက်ဖြစ်လာခဲ့တာပါဒီလိုအောင်မြင်မှုရဲ့နောက်ွယ်မှာတော့မျက်ရည်လဲစရာဇာတ်လမ်းလေးပုတ်ရှိနေပါပြီအမေရိကန်ဆိုရရဲ့စီးမင်းတွေအရကိဗ္ဗာဒီနိုင်ငံသားတွေကဗီဇာရေးပြင်အာမခံကြီး$1,000ခွဲတင်သွင်းရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကြောင့်အိမ်ကူလှုပ်နေရတဲ့ဗိုလ်စင်ညာရဲ့အသက်59နှစ်အရွယ်မိခင်ဖြစ်သူဟာဗီဇာအချိန်မီမရခဲ့ပါဘူးအဲဒါကြောင့်လည်းစပိန်နဲ့ပွဲပြီးမှာဗိုလ်စင်ညာကသူ့ကိုပြုစုပြောထောင်ပေးခဲ့တဲ့အဘိုးနဲ့အဘွားတွေလည်းမရှိတော့သလိုမိခင်ဖြစ်သူကလည်းဗီဇာစရိတ်ကြောင့်လာမကြည့်နိုင်ဘူးဆိုပြီးကွင်းထဲမှာရှာကြီးတငင်ငိုကြွေးခဲ့တာပါအဲ့ဒီသတင်းလေးပြန်သွားတဲ့အခါမှာတော့အမေရိကန်လွှတ်တော်အမတ်တွေကိုယ်တိုင်ကြားဝင်ကူညီပေးခဲ့ပြီးမိခင်ဖြစ်သူကိုဗီဇာရေးကင်းလို့ခွင့်နဲ့အမေရိကန်ကိုခေါ်ဆောင်လာပေးခဲ့လို့တားဖြစ်သူရဲ့ပွဲစဉ်တွေကိုပွဲကြည့်စင်ပေါ်ကနေဂုဏ်ယူစွာနဲ့အားပေးနိုင်ခဲ့တာကကြည်နူးစရာအကောင်းဆုံးမြင်ကွင်းလေးဖြစ်ခဲ့တာပါအာဂျင်တီးနားနဲ့ပွဲစဉ်မှာလည်းဗိုလ်စင်ညာတယောက်မက်ဆီရဲ့နီးကပ်ကန်ချက်တွေအပါဝင်ပြန်မဲ့တိုက်စစ်ဆင်မှုတွေကိုအစွမ်းကုန်ကာကွယ်ပြသွားခဲ့ပါသေးတယ်။သူကြောင့်ပဲအာဂျင်တီးနားတို့ရင်တမမနဲ့ကစားခဲ့ကြရတာပါ။ကမ္ဘာချန်ပီယံကိုအချိန်မိုအထိဖိအားပေးနိုင်ခဲ့တဲ့ကိဗ္ဗာဒီရဲ့မဆုံးမနစ်တဲ့စိတ်ဓာတ်မက်ဆီရဲ့သမိုင်းဝင်စံချိန်တစ်တွေနဲ့အတူကိုသမားကြီးဗိုလ်စင်ညာနဲ့ကာဗာရယ်တို့ရဲ့အောင်မြင်မှုဇာတ်လမ်းတွေကတော့2016ကမ္ဘာဖလားပြိုင်ပွဲရေဘယ်တော့မှမေးပြောင်းနိုင်စရာမရှိတဲ့ကနဝင်မှတ်တမ်းတစ်ခုအဖြစ်ပရိသတ်ရဲ့ရင်ထဲမှာထာဝရရှင်သန်ကြံ့ရည်နေတော့မှအသေးချပဲဖြစ်ပါရခင်ဗျာ။